သိစိတ်နေတဲ့တောအုပ်တွင်ကရုတ်တရက်ပြေးထွက်လာတဲ့ကျန်းသူတော်တစ်ကောင်နောက်ကိုမျိုးနွယ်စုတစ်ခုကစနစ်တကျအမဲလိုက်ဖို့ကြိုးစားနေပါတယ်။တန်မာတဲ့ကျန်းသူတော်ကိုဖမ်းရန်အဆင့်ဆင့်လိုချင်တဲ့လမ်းကိုပိတ်ဆို့မောင်းသွင်းနိုင်ခဲ့ပြီးနောက်ထောင်ချောက်တစ်ခုမှအသက်ငယ်လျက်ရှိတဲ့ကျန်းသူတော်ကိုဇီဝင်ချုပ်ပေးလိုက်ပြီးထောင်ချောက်ပေါ်ကဆွဲနှုတ်ကြပါတယ်။အဲဒီနောက်ဘိုက်ကုတ်ခွဲကနှလုံးကဘသူအတွက်အသေးနဲ့နှရွက်စားသဖြင့်လိုက်ဝေပြီးမှမချေမနှက်စောင့်နေသူအတွက်ဝက်ဘော်ရိဂျူရန်ဝိုင်းလောင်ပြောင်ကအဖေဆိုဒါရီကြီး10ကြိမ်လုံးစားခဲ့တာဆိုလို့လှမ်းယူပြီးအသိမ်းစားလိုက်ရမှပြန်အန်ထွက်လာတဲ့ဘလန်ဒတ်ဆိုသူကိုဝိုင်းလောင်ရကြပါတယ်။ပြီးတော့မှအိုက်အိုရီကအတုံးဝင်လို့သူတို့လည်းမစားဘူးလို့ကြွေးတာဖြစ်ကြောင်းဝိုင်းသနေတဲ့အတွက်ရှန်ရီထားဖြစ်ကုန်ပါတယ်။ဂျောင်းဝင်တာတဲ့ဖလင်ကဘလန်ဒတ်ကိုဆွဲခေါ်ပြီးသူတို့အဲ့လိုဆက်ဆံတာမခံပဲတန်မအောင်နေဖို့နဲ့အမူအရာတွေပြပြီးပုံမှန်အလုပ်ခေရလာမိတော့သူကလေးမရတာတခုပဲရှိတယ်လို့ခေတာကြောင့်အရန်ဆွမ်းအားကြီးတဲ့အရာတစ်ခုကိုပြောပြမယ်တတိတော်ထားလို့ဆိုပါတယ်။တောင်ပိုင်းစိန်တော်ကြီးတွေကဆိုအန်ဆိုအရွက်ကြောင့်သူဆိုကလေး10ယောက်လောက်ရခဲ့တာဆိုလို့ဝါစားဖို့ပြင်နေသူဘလန်ဒတ်အားကိစ္စမတိုင်ခင်အောက်ပိုင်းကိုများများပွက်လင်းရမှာလို့တင်ပြပေးပါတယ်။ဒီတော့ကလေးမရလို့ရက်ခမနေတာခံရသူဘလန်ဒတ်ကိုနောက်ထပ်အရွက်တွေထပ်ထည့်ပြီးလိုက်တော့အမဲပြတ်နေတဲ့လူတွေထံပေါ်ပါတော့ပြန်သွားပြီးစားနောက်ရီမော်နေပါတယ်။ဒီအချိန်သူတို့တွေကဂျက်ကွာပေါ်ဆိုသူဟာနောက်ကကြားလိုက်ရတဲ့အတန်ကြောင့်ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်ပြီးဘာလို့ကျင်လို့လဲမေးတဲ့အခါလူအချို့ထွက်လာပါတယ်။တစ်ဖက်နဲ့တစ်ဖက်လက်နက်တွေပြစ်နေပြီးမို့အကြီးဆုံးဖြစ်တဲ့ဖလင်ကတာကဒီတော့ဟာသူတို့မျိုးရိုးစင်ဆက်အမဲလိုက်ခဲ့တာဖြစ်တယ်လို့နောက်လေသူ့သားကဒီဒေတာမှာအမဲလိုက်မှလို့ဝင်ပြောပြီးတော့ဖမ်းလာတဲ့ငါးတွေချပေးလာတဲ့တစ်ဖက်လူမျိုးတွေကဒီမှာအလွန်ကောင်းတဲ့ရေရှိကြောင်စကားပြန်ပြောလာပြီးအသားပြန်ပေးတဲ့ဖလင်တို့ဟာသူတို့ကဖျက်တမ်းခွင့်တောင်းကျင်တာပါဆိုလို့တတိထားသွားရန်ခွင့်ပြုပေးလိုက်ပါတယ်။မိန်းမတွေကလေးတွေနဲ့တက်ကြီးရွယ်အိုတွေပါတဲ့ထိုလူမျိုးစုဟာဒဏ်ရာနဲ့လူချို့ကိုပါတွေးလိုက်လို့နေမီတွေဘလို့ပျက်စီးသွားလဲလိုက်မေးကျင်သူချက်ကွာကိုသူ့ဖေကတားလိုက်ပြီးသူတို့နေထိုင်ရာကိုပြန်လာတဲ့လမ်းကြားတောအုပ်ထဲမှာမြင်တွေ့ခဲ့တာတွေဘသူကိုမှပြန်မပြောရန်ဖလင်ကတတိပေးပါတယ်။အဲ့ဒီလူတွေစီမှာဘာတွေ့လိုက်လဲမိတော့နားမလဲတဲ့ချက်ကွာထိုလူတွေဟာနက်ဆိုင်နဲ့ကြောက်ရွံ့မှုတွေကူးဆက်ခံနေရပြီလို့ပြောပြပါတယ်။ယောဂတစ်ခုနဲ့တူတဲ့အကြောက်တရားဟာလက်ခံသူတိုင်းရဲ့စိတ်ဝိညာဉ်အတွင်းကိုဝင်ရောက်စေတတ်တဲ့အရာမို့အခုတော့ချက်ကွာရဲ့ငြိမ်းချမ်းနေတဲ့စိတ်တဲ့စတင်နှောက်ယှက်ဖြတ်စီးသွားပြီလို့ဆိုပါတယ်ပြီးတော့ငါမင်းကိုအကြောက်တရားနဲ့အသက်ရှင်မှုမွေခဲ့တာမဟုတ်လို့ဖို့အကြောင်းအရာကိုနှလုံးသားထဲကလည်းထုတ်ရွာထဲကိုလည်းယူမလာဖို့တေချာမှာပါတယ်ရွာထဲပြန်ရောက်တော့ကလေးမရဘူးဆိုတဲ့ဘလန်ဒတ်ရဲ့ရောက်ခမကသူ့တမတ်ကိုအကောင်ကြီးတလောက်မျိုးမအောင်ကြောင်လူသိရှင်များကြီးညာပြီးသူ့သမီးရှိရာအတင်းတွန်းလွန်နေပါတယ်ဒုတ်တချောင်းကင်ပြီးကလေးမရမချင်းထွက်မလာနဲ့ဆိုကတဲရှိမှထိုင်ဆောင်နေတဲ့အဖွားကြီးကိုသူ့သမီးကမောင်းထုတ်နေရပါတယ်ချက်ကွာတယောက်မြောက်တကောင်နဲ့စော့နေတဲ့သူ့သားကိုသဘောကျစွာကြည့်ကဒီညသူတို့ဖမ်းမိလာတဲ့တောကောင်ကင်ဖားကြမယ်လို့ကိုဝင်နဲ့ဇနီးတဲ့ကိုပြောပြနေပါတယ်ဒီအချိန်ကျဲလောင်တဲ့အော်ဟစ်တန်နဲ့ငယ်ပါကိုကင်ပြီးထွက်ပြေးလာတဲ့ဘလန်ဒတ်ဟာဖလင်ကြောက်ချလိုက်တဲ့စီးရွက်ကိုအဟုတ်တုတ်လင်းကလုံငန်းစားဖို့ကြိုးစားခဲ့တာမို့အပူတထင်းအော်ဟစ်နေပုံကိုဦးတောင်ဝိုင်းရီမောခဲ့ကြပြီးရွာရဲ့နေဝင်ချိန်နဲ့ရောက်လာပါတယ်ညရောက်တော့ရွာလူကြီးတွေရဲ့ပုံမြင်ကိုတိတ်ဆိတ်စွာဂီယူတဆိုင်နားထောင်ကြပြီးကားကုန်နေချိန်မှာငိမ့်ငိမ့်လေးထိုင်နေတဲ့ချက်ကွာကတော့သူ့မိမပိုက်ထဲကကလေးလုံနေတာတွေ့လို့ငါသားကားနေရလို့ပြောနေတဲ့ချက်ကွာတရားသူမနေ့ကတွေးလိုက်တဲ့လူဟာကွဲနေတဲ့ဘိုင်းနဲ့ခုံနေတဲ့နှလုံးကိုလက်ကကင်ကပြူးကျက်နေတဲ့မျက်လုံးတွေနဲ့သူ့ကိုပြေးလို့အော်တန်တဲ့အတူလန့်နိုးလာပါတယ်နိုးနေပြီဆိုရင်လေဟောင်နေတဲ့ခွေးကိုတပ်ပေးပါလားဆိုတဲ့ဇနီးတဲ့ကြောင့်ပြုံးမိလိုက်ဒီမဲ့သူ့စိတ်ထဲမှာအိမ်မက်ဆိုးကြောင်မတင်မကြားဖြစ်နေပါတယ်ဒီအချိန်အယိုးသူများစွာနဲ့လူရဲ့အချက်ပြမှုကြောင့်မိတုပ်တွေလက်နက်တွေကန်ထားတဲ့လူမျိုးစုအချို့ဟာတောနေချင်းကပ်လာကြပါတယ်အစောဆုံးနိုးလာတဲ့ချက်ကွာတယောက်ထိုအတန်တွေကြောင့်တတိထားကြည့်မိလိုက်တဲ့အခါမိယောင်တွေမြင်တာနဲ့သူ့မိမနဲ့ကလေးကိုနှိုးလိုက်ပြီးမဲ့ရွာကိုကျူးကျော်လာသူတွေဟာလူတွေကိုဖမ်းတဲတွေကိုမီးရှို့နေကြပြီးမို့ခိုးခံပြီးထွက်ပြေးလာတဲ့ချက်ကွာဟာသူ့မိမနဲ့ကလေးကိုပုံကိုနေဖို့ကြောင်းလက်ကြီးတဲ့ချပေးနေပါတယ်ရွာထဲမှာခိုးခံသူတွေကိုတတ်ဖြတ်ဖမ်းဆီးနေတဲ့လူတယောက်ကဂျိုးနဲ့အလုံများနေတဲ့ချက်ကွာကိုမြင်သွားပြီးမို့စနီးနဲ့ကလေးကိုအလင်းမြန်ချပေးကပြန်လဲခိုးခံရင်မိသားစုတီနီယာကိုတီးသွားတဲ့အတွက်ရှင်းပြလိုက်ပါတယ်အခြားလူတွေကိုကူညီပေးရင်ပြန်လာမယ်လို့ကတိပေးကရွာထဲမှာတက်ချင်တိုင်းတက်ဖြတ်နေသူတွေကိုပြန်လဲခိုးခံနေတဲ့စီပြေးဝင်တိုက်ခိုက်ပါတယ်ထိုလူကိုတန်းနိုင်လူဆက်ဆက်မှဖမ်းဆီးခံရတဲ့ချက်ကွာကိုပြန်တပ်ဖို့ကြိုးစားနေသူဟာလူမျိုးစုခေါင်းဆောင်ကအရှင်တို့ချင်းနဲ့ဆိုလို့အကြီးကျယ်ဒေါသထွက်နေပါတယ်ချက်ကွာကတော့အကြောက်တရားနဲ့အသက်ရှင်ဖို့သူမွေးခဲ့တာမဟုတ်ဘူးဆိုတဲ့ဖခင်ဟာတောင်းပန်ပါတယ်လို့ပြောလိုက်တဲ့ကိုထိုလူကကြားသွားပြီးသူ့ဖေရဲ့အဆောင်ရောင်တွေချွတ်ပြီးကမကြောက်ဖို့မှနေတဲ့သူ့ဖေရဲ့လေပင်ကိုလှီးချလိုက်ပါတော့တယ်ဖခင်ရဲ့နောက်ဆုံးထိန်ကိုကြည့်နေရတဲ့ချက်ကွာရဲ့မျက်နှာအားဒုံနဲ့ရိုက်လိုက်တဲ့မေတဲအိုင်းဆိုတဲ့ဘဲကအခုကစားမင်းနာမည်ကန်ခေသူပဲလို့လက်ကပ်ပြောပါတယ်ချက်ကွာပြန်နိုးလာချိန်မှာရှောက်ကြားရီကိုဖမ်းရွာကိုဖျက်ဆီးပြီးမိမရီကိုစော်ကားတက်ဖြတ်နေရကိုဘာမှမလုပ်နိုင်ပဲထိုင်သာကြည့်နေကြရပါတယ်လဲနေတဲ့အလောင်းထန်ကြည့်နေသူချက်ကွာကြောင့်ရှိမိသွားတဲ့လူရိုင်းတစ်ကောင်ကသူ့မိသားစုတွေ့တက်ဖို့ဂျိုးကနေတဆင့်တွင်းကြီးတဲ့သွားစစ်စင်ရင်ခလေးတန်ကြားသွားပါတယ်ဒါကြောင့်ချက်ကွာကိုလှမ်းကြည့်အကဲခတ်
တွင်းနဲ့ကြောက်တုံးကြီးပစ်ချလိုက်ပြီးမဲ့ခြေထောက်ထိသွားတဲ့ကလေးကိုသူ့အမေကပါဇက်ပိတ်ထားလို့အတမ်းမကြားလိုက်တဲ့ထိုလူရိုင်းဟာခြိထားတဲ့ဂျိုးကိုဖျက်ခဲ့လိုက်ပါတယ်။အဲဒီနောက်ကလေးကလွှဲရင်အသက်ရှင်ကျန်သူအလုံးဖမ်းခေါ်ခံရချိန်မှာချက်ကွာတယောက်သူ့မိမဇန်ဖန်နေတဲ့ဂျိုးကိုမြင်လိုက်ရပါတယ်။အေးချမ်းစွာနေထိုင်ကြတဲ့ရွာလေးကခဏချင်းတွင်ဖျက်ဆီးခံရပြီဖြစ်သလိုချက်ကွာရဲ့မိမနဲ့ကလေးလည်းကြောက်ထဲမှာပိတ်မိနေခဲ့ပြီဖြစ်ပါတယ်။သူတို့ကိုဖ ဖ မ်း မ်းခေါ်လာတဲ့လမ်းမှာအခြားလူမျိုးသူတွေကိုပါခေါ်လာတာမြင်ရပြီးထိုထဲမှာဂျက်ကွာရဲ့အိမ်မက်ထဲကလူကိုလည်းတွေ့လိုက်ရပါတယ်။ကလေးရီဟာရှင်လေးရဲ့အဖမ်းခံရတဲ့သူတို့မိဘတွေနောက်လိုက်ခေါ်နေကြတဲ့ဖြစ်ပြီးလမ်းမှာဒဏ်ရာနဲ့လဲကျသွားသူဟာပြန်မထမချင်းဂျက်ကွာကိုရိုက်ပြနေလို့အာတင်းလိုက်လာရင်ရေတကွန်တစ်ခုနားကနေဖြတ်တန်းဖမ်းခေါ်ခံရပါတယ်။ဂျက်ကွာရဲ့မိမစေပန်ဟာခြေထောက်ကွဲသွားတဲ့သူမသားတန်ရာကိုပရသိတ်ခေါင်းနေနဲ့ချုပ်ပေးနေပါတယ်။ကမ်းပါတစ်ခုကရှောက်လာတဲ့ဒဏ်ရာနဲ့လူကပဲထပ်ပြုတ်ကျသွားလို့အတွဲလက်ကြီးကြတော့မဲ့အကြီးကြားကန်ဆွဲနေရတဲ့မြင်ကွင်းကိုမစ်တဲအိုင်းဆိုတဲ့ဘဲကဆွဲမတင်ခိုင်းမဲ့ဘာဆက်ဖြစ်မလဲကြည့်မယ်လို့ဆိုပါတယ်။ရှေ့ဆုံးကနေတစ်ကိုင်းကိုခြေထောက်နဲ့ချိတ်ပြီးလေဘေးအနာခံဆွဲတင်ပေးနေသူပလန်တက်ကြောင့်အားလုံးအပေါ်ရောက်အောင်ပြန်တက်လာလို့တော်တယ်လို့ချီကျူးရင်ဒဏ်ရာနဲ့လူရဲ့လေဘင်းကချိုးကိုဖြုတ်ကကြောက်ကမ်းပါကနေတွန်းချပစ်လိုက်ပါတော့တယ်။နောက်ပြန်လက်ကြည့်လာတဲ့ခေါင်းဆောင်0ကလူလစ်နေတဲ့ဂျက်ကွာရဲ့နောက်ကနေရာကိုကြည့်ပြီးသူ့တုပ်ပံဘာဖြစ်သွားလဲဆိုတော့အခြားလူတွေပါသိအောင်အနောက်ရှက်ဖြစ်နေလို့လှုပ်ပေးလိုက်ကြောင်းဖြေပါတယ်။သူခွန်ပြုတ်ချက်မပါပဲလှုပ်ပေးခဲ့သူမစ်တဲ့အိုင်းကိုမစ်ထစ်ချင်တဲ့အတိုင်းစမ်းကြည့်မလားဆိုကဓာတ်ထုတ်ယူလိုက်တဲ့ခေါင်းဆောင်ကသူ့ကိုရင်မဆိုင်ရဲတဲ့မစ်တဲ့အိုင်းကိုတယောက်မှမကြံခဲ့သေးနဲ့လို့အမိတ်ပြီးသွားပါတယ်။ဒါကြောင့်ဂျက်ကွာတို့ကိုတွဲထုကမင်းတို့ကိုမထားခဲ့ကျင်သေးဘူးလို့ခေါ်ထုတ်လာပါတယ်။နားပတ်ခီးတစ်ထောင်နားဒီမှာအငယ်ဆုံးကောင်လေးတယောက်နားကပ်သွားတဲ့မစ်တဲ့အိုင်းကမင်းကြီးနေကောင်းကောင်းလုံနိုင်ခဲ့တာကြောင့်ငါတို့နဲ့ဒန်းလူဖြစ်သွားပြီလို့အသိပေးပါတယ်။ပြီးတော့သူ့ဓာတ်ကိုလက်ဆင့်ကန်လိုက်ပြီးဒါဟာအသက်ပေါင်းများစွာနှုတ်ယူထားတဲ့ဓာတ်လို့အသိပေးကအနားယူခိုင်းလိုက်ပါတယ်။အထမ်းခံရတဲ့တယောက်ကအဆောင်ရောင်တစ်ခုကိုမြေကြီးတဲ့ထက်မြုပ်ရင်အနားယူသွားကြပြီဖြစ်တဲ့သူတို့လူမျိုးတွေကမနက်ဆော့ဆော့ရဲ့အေးဓာတ်ကိုခံစားလိုက်ရပြီမဲ့ဒီနာအေးဓာတ်ကိုတော့မခံစားနိုင်တော့ကြောင်းရှင်းရွနေပါတယ်။ဘလန်ဒက်ကလည်းသူနဲ့သိရှိတဲ့အစွမ်းကုန်ခုခံရင်ငြိမ်သက်သွားတဲ့သူ့ဇနီးအကြောင်းပြောရင်အကယ်၍အလျှော့ပေးလိုက်မယ်ဆိုရင်တော့နက်ဖီယာရီဟာအားနဲ့သူကိုဘယ်တော့မှညှတာမှာမဟုတ်ဘူးဆိုတဲ့ဘလန်ဒက်အားမင်းမိမရဲ့ဝိညာဉ်ကဖေဗာတစ်ပေအောက်မှာမင်းကိုစောင့်နေလိမ့်မယ်လို့ဂျာကွာကအားပေးပါတယ်ဘလန်ဒက်ကတော့ဒီနေ့မကုန်ခင်လောကကြီးတွေကထွက်သွားမယ့်အချိန်ကြာဒီမျိုးမစစ်တွေကိုဘာတလောက်ခေါ်သွားပြီးသူ့ဇနီးကိုရှာမတွေ့ရင်တော့မရဲကညှဉ်းပန်းမှုတွေကိုဝမ်းနဲ့ဝမ်းသာလက်ခံမယ်လို့ဆိုပါတယ်မိုးချင်းတန်ဟိန်းနာတဲ့ကောင်းကင်ကိုမောကြည့်လိုက်သူဂျာကွာကတခုခုကိုစိုးရိမ်နေတဲ့အတွက်မိုးမရွာပါသေးနဲ့လို့ထူတောင်းလိုက်ပါတယ်။နောက်တရက်ခီးဆက်လာကြတဲ့သူတို့အနာကြီးမားတဲ့တစ်ပင်ကြီးတစ်ပင်လဲကျလာလို့မထိခိုက်အောင်ရှောင်ခဲ့ရပြီးရှေ့နာအယောက်ကျလူသေးတွေနားမှာထိုင်နေတဲ့ခလီမလေးဟာကက်ရောကရှိနေလို့အနာမကက်ရန်သတိပေးနေကြပါတယ်။ဒီတော့အာကိုတကြီးရှေ့တိုးလာတဲ့ခလီမလေးကိုဒုံနဲ့အကြိမ်ကြိမ်ထိုးလွတ်နေပြီးထိုခလီမလေးကအဖမ်းခံရသူချက်ကွာတို့ကိုလိုက်ကြည့်ရင်မင်းတို့မကိုကြောက်တဲ့လို့ရှုံးမညစ်ထေးတဲ့နင်တို့အားလုံးဘလို့တေးရမလဲသိကြလားဆိုတဲ့ခလီမလေးဟာနင်းညက်တဲ့အချိန်နီးကပ်လာပြီးမို့နင်းရဲ့အမောင်တို့ကိုသတိထားပါရှွန်းနုံနဲ့မြေကြီးတဲ့ကပြန်လဲမွေးဖွားလာမဲ့ဂျက်ကခေါ်ချက်သိက်ကိုခေါ်ဆောင်လာသူတွေဟာကောင်းကင်ကိုဖျက်ပြီးကဘာမြေကြီးကိုချစ်ထုတ်မဲ့ထိုးလူကြောင့်မင်းတို့ကိုအမြင့်ပြတ်အဆုံးသတ်မဲ့လူကအခုအတူရှိနေပြီလို့ကြောင်းဘက်ပွဲပြောဆိုနေပြီးချက်သိက်လူသားကြောင့်နေ့ရညအဖြစ်ပြောင်းကမင်းတို့ကိုဖျက်သုံးခြင်းစီခေါ်ဆောင်သွားလိမ့်မယ်လို့ဟောကိန်းထုတ်အောင်ဟစ်လိုက်ပါတယ်ဂျက်ကွာတို့ကိုခေါ်လာတဲ့လမ်းမှာထုံးကြောက်ဖူဖွေးနဲ့အလောက်ကျမျိုးစုံလုံနေတဲ့လူတွေကိုမြင်ရပြီးထိုနေရာကိုကြော်သွားတာကြောင့်ဖဲခေါ်သွားတာလေသူ့အိမ်မက်ထဲကလူကိုမေးကြည့်တဲ့အခါကြောက်တုံးတွေနဲ့စောက်ထားတဲ့နေရာတစ်ခုအကြောင်းပုံမြတ်တစ်ဖွဲကြားဖို့တယ်ဆိုလို့ဘာတွေဖြစ်မလဲမီတော့တေချာတာကမြေကြီးတွေဟာသွေးချစ်ချင်းနေနေလိမ့်မယ်လို့ဖြေပါတယ်သူတို့ကိုလိုက်ဆွဲပြီးကိုညီပါအောင်ဆိုတဲ့ပင်ကက်ကလူတယောက်ဟာယောက်ျားဆက်ဆံတီလိုက်ရန်တွန်းလွတ်ခဲ့ပါတယ်။လမ်းမှာတွေ့သမျှလူအလုံးရဲ့အမှတ်အသားသင်္ကေတတွေအရလူနိုးသူတစ်ခုချင်းစီကဖြစ်နိုင်ပြီးဝလုံးတွေထုတ်လိုက်တဲ့ဂျက်ကာတို့လူအုပ်ကိုအမျိုးသမီးအချို့ကဆေးပြတွေနဲ့ဝိုင်းတုပ်လိမ့်လိုက်ကြပါတယ်။ခေါင်းဆောင်0ကဖမ်းလာတဲ့မိန်းမတွေကိုလူတယောက်ထံရောင်းစားလိုက်ပြီးထိုအမျိုးသမီးတွေဟာလေလံဆွဲဝယ်ယူခံနေရပါတယ်။ဒီမှာအသက်ကြီးနေလို့အယောင်းဝယ်မဖြစ်တဲ့ပလန်ဒတ်ရဲ့ရက်ခမကြီးကိုတော့ထိုနေရာကလွတ်ပေးလိုက်တဲ့အတွက်တမတ်ဖြစ်သူကိုလိုက်လံနှုတ်ဆက်နေပါတယ်။လိုင်ကောင်းတစ်ခုကိုဖျက်လာတဲ့ချက်ကွာတို့ကနိုင်ငံပေါ်ကရစ်ပူတော်နီသေးပကြီးမျိုးသုံးကိုမြင်လိုက်ရပြီးဆေးပြရောက်နေတဲ့သူတို့ကိုခေါ်လာတဲ့အဆောက်အဦကြောက်ဆောင်နေရဟာခေါင်းဖျက်ရစ်ပူတော်ရာနေရာတစ်ခုဖြစ်ပါတယ်။လောလောလတ်လတ်ဖျက်ချလိုက်တဲ့ခေါင်းရိထံကသွေးတွေကိုညိုးနဲ့သူရဲ့ကလေးတွေထံတုပ်လိမ့်နေတာမြင်ရပြီးချက်ကွာတို့ကသူတို့ကွက်မြက်ခံရမဲ့စင်ပေါ်အစင်လိုက်တက်နေရပြီဖြစ်ပါတယ်။ကျောင်းမဖွဲမျက်နှာဖုံးနေနဲ့ပကွက်သားရိရှိမှနတ်ဆရာရိကမ်းပေးတဲ့အထူးသားနဲ့ခေါင်းဆောင်0ရဲ့လက်ဖွာသွေးကိုဖောက်ထုတ်ပြလိုက်ခဲ့နောက်ရှင်းငတ်နေတဲ့မြေကြီးကသူတို့ကိုကြီးမားတဲ့ပူဆွေးတော့ကဖြစ်စေကြောင်းနတ်ဆရာကကြေညာပါတယ်။လင်မင်းရဲ့အလံတော်အောက်မှာကံကြမ္မာကရွေးချက်ခံသူတို့ကမုံမြတ်တန်မာသူတွေဖြစ်ပြီးအချိန်ကိုအုပ်ဆိုးမဲ့လူတွေနတ်ဖျားနဲ့အနီးသက်ဆုံးအနွယ်တော်တွေလိုယူဆတဲ့နတ်ဆရာဟာကဘာမြေကိုလောင်ကျွမ်းအောင်လုပ်နိုင်တဲ့တကူးရှင်ကိုကပြည်ရစ်ပူတော်မူနဲ့ဂျင်းနဲ့စေဖို့လူတယောက်ကိုကားသင်ပေါ်တင်ကသိရက်သွေးနဲ့ကဘာကိုအသစ်တဖန်ဖြစ်ပါသည်ဆိုပြီးဘိုက်ကိုထိုးခွဲလိုက်ပါတယ်